နိုင်ငံကနာမည်ကြီးကြားမြင့်ဆရာမမွန်ပလိုက်ကတော့နေနဲ့သုံးခုကြောင်းကိုခုလိုပဲပြောပြလာခဲ့ပါတယ်သူပြောပြလာခဲ့တာတွေကိုသွန်းဒီမှာဘာသာပြန်ပေးပါမယ်ရှင်မွန်ပလန်တတိပေးလာတာကတော့ဒီ2026မှာယောဂဘိုကူဆက်ခံရမှာကိုအထူးတတိထားပါအဓိကပြောပြလာတဲ့နေနဲ့သုံးခုကတော့တနင်္လာဗုဒ္ဓဟူးစနေတို့ပဲဖြစ်ကြပါတယ်ရှင်နင်းလာနန်တွေကတော့မိမိတို့ရဲ့နီးစပ်ဆုံးသူပေါ့နော်မိမိတို့ရဲ့အနာကသူကပြဿနာရှာတာကိုခံရတတ်ပါတယ်တတိထားပါပြီးတော့နီးစပ်ဆုံးသူတဦးကကြားမရေးမကောင်းပဲဖြစ်ပြီးတော့ဆုံးပါသွားတာမျိုးတွေဖြစ်တတ်တယ်ဘုဒ္ဓဟူသားသမီးများကတော့နေရင်ထိုင်ရင်နဲ့ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ပတ်စံကုန်ကြတာမျိုးတွေဖြစ်တတ်တယ်မိမိတို့သုံးပြုနေတဲ့ဆိုင်ကယ်ပဲဖြစ်ကားပဲဖြစ်ဖြစ်ဒီရင်တွေနဲ့ပတ်သက်ပြီးတော့မထင်မှတ်ထားတာတွေဖြစ်လာတတ်လို့ငွေခက်ခဲတွေဖြစ်လာတတ်တယ်မိမိတို့သုံးပြုနေတဲ့ရင်တွေမှာကားကောင်းမှပဲဖြစ်ဆိုင်ကယ်ကောင်းမှဖြစ်ဖြစ်ဖျားပုံတော့ကတ်ထားပေးပါနောက်ပြီးတော့ရေငွေဖြန်းပေးတာပါနော်မိမိတို့သုံးပြုတဲ့လက်ကင်ဖုန်းရဲ့နောက်မှာလည်းဖျားပုံတော့ကိုကတ်ထားပေးပါလို့လည်းပြောပြထားပါတယ်စနေနေ့နဲ့သားသမီးများအတွက်ကတော့မိမိတို့နေနဲ့ဒီမမြင်အပ်တဲ့အရာတွေကိုပေါ့နော်အထူးသတိထားပါလို့ပြောပြထားပါတယ်မလိုအပ်ပဲနဲ့အာတုဘနာရေးမသွားပါနဲ့အာတုဘကအစားအစာတွေကိုမစားပါနဲ့ထိုင်းနိုင်ငံကဘုံကြီးကျောင်းတွေထဲကိုသွားတဲ့ခါမှာလဲလူရိုးအိုးတွေရှိတဲ့နေရာဘက်ကိုမသွားပါနဲ့တကယ်လို့မိမိကသွားလာနေရင်နဲ့မှတစုံတစ်ခုခုကိုဖြတ်ခနဲ့ရိတ်ခနဲ့မြင်လိုက်ရရင်ပါဇက်ကထုတ်မပြောပါနဲ့မတိကျင်အောင်ဆောင်နေလိုက်ပါဆော့ကမမြင်အပ်တဲ့ຢာဆိုတာကိုအဲ့ဒါကိုဆိုလိုတာပဲဖြစ်ပါတယ်